ဒီနေ့ဖတ်မယ့်ခေါင်းစဉ်က Endometriosis Guideline ပေါ့နော် for of the European Society of Human Reproduction and Embryology 2022 ASHRI Guideline ပေါ့နော်အဲ့ဒါလေးရဲ့ recommendation လေးတွေကိုပဲဖတ်မယ်နော်ဒီမှာဆိုလို့ရှိရင်ねသူကပြောင်းလဲသွားတဲ့ဟာလေးပေါ့2014ကနေပြောင်းလဲတဲ့ဟာမှာ diagnosis မှာဆိုရင်တော့ laparoscopy သည် no longer the diagnostic gold standard မဟုတ်တော့ဘူးပေါ့နော်ပြီးတော့ GNRH antagonist က second line ဖြစ်သွားတယ်ဒါနာဇောတို့ antiprogestogen တို့luna တို့အဲ့ဒါတွေကကြတော့မသုံးတော့ recommendation ထဲမှာမပါတော့ဘူးပြီးသွားလို့ရှိရင်ART ပေါ့နော် assisted reproductive technique တွေမတိုင်ခင်မှာGNRH agonist ကိုပေးမယ်ဆိုရဲ extended administration တွေလည်း no longer recommended ပေါ့နော်ပြီးလို့ရှိရင်ခွဲတဲ့အခါမှာ EFI တွက်ပေးရမယ် endometriosis fertility index ပေါ့နော်ဒီမှာအသက်ပါလာတဲ့ဟာ adolescence တို့နော်ပြီးသွားလို့ရှိရင် menopause တို့အဲ့ဒါတွေရယ်ပြီးတော့ cancer တို့နော်အဲ့ဒါတွေအကြောင်းကိုသူတို့ကပြောပါမယ်အဲ့တော့ဘာပဲဖတ်မလဲဆိုတော့ recommendation လေးတွေ list of recommendation လေးတွေပဲဖတ်လိုက်မယ်အဲ့ထဲမှာနည်းနည်းလေးပေါ့နော် nice day နဲ့မတူတာလေးနည်းနည်းကိုထည့်ပြောပါမယ်နော် nice guideline 2019 update က2024ပေါ့နော်ဒါက22အဲ့တော့ list of recommendation ထဲမှာဆိုနံပါတ်1က diagnosis ဆိုလို့ရှိရင် sign and symptom ပါမယ် clinical examination ပါမယ် diagnostic test တွေပါမယ်အဲ့တော့ sign and symptom ကတော့လူတိုင်းသိပြီးသားပဲ endometriosis ဒီလာခြင်းတဲ့ပုံစံတိုင်းနဲ့လာနိုင်တယ်အဲ့တော့ cyclical လည်းဖြစ်နိုင်တယ် non cyclical sign and symptoms တွေလည်းပြနိုင်တယ်အဲ့တော့ကြုံနေကြ dysmenorrhea ဖြစ်မယ် deep dyspareunia ဖြစ်မယ် dysuria dyschezia painful rectal bleeding or hematuria shoulder tip pain ပြီး catamenial pneumothorax cyclical cough hemoptysis and chest pain cyclical scar swelling and pain fatigue and infertility နော်အဲ့ဒီဟာတွေနဲ့လာနိုင်တယ်အဲ့ဆိုတဲ့အခါကျတော့သူတို့ history ယူတဲ့အခါမှာ symptom diary တွေသုံးရင်တော့၎င်း questionnaires တွေသုံးရင်တော့ application တွေကိုသုံးရင်တော့၎င်းပေါ့နော်စောစောများ diagnosis ရမလားနော် diagnosis ရတဲ့ interval တူမလားပေါ့နော်မြန်ရမလားပေါ့အဲ့ဒါတွေတကားတယ် no evidence ပါတယ်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ traditional history taking မှာဒါလေးတွေဒီနော် complement ဖြစ်စီတယ်နော်ထည့်သုံးမယ်ဆိုအဆင်ပြေတယ်ပေါ့နော် GDG statement ထဲအဲ့တော့ clinical examination physical examination လုပ်တယ် including vaginal examination ပေါ့အဲ့ဒါဒီ diagnostic accuracy ဒီ low ဖြစ်တယ်အဲ့တော့အတိအကျမပြောနိုင်အဲ့ဒီရနဲ့ပေါ့နော်အဲ့ဆို adolescence ထဲမှာပါလာမယ် V စမ်းမယ်ဆိုလို့ရှိရင်သူရဲ့ clinical situation တွေ culture တွေပဲအကုန်လုံးထည့်ပြီးစဉ်းစားပေးရမယ်ပေါ့နော်ဘာဖြစ်လို့သူ့ရဲ့ diagnostic accuracy အစတွေက low ဖြစ်တယ်အဲ့တော့ suspected endometriosis ဆိုကိုကဆန်းလိုက်လို့ clinical examination က normal ဖြစ်ရင်တော့မှဘာသွားမလဲဆို imaging ကိုသွားမယ် biomarker တွေလုံးဝမသုံးဘူးပြောလို့ရှိရင်biomarker တွေရောနော် fluid menstrual နော်ဒီ blood တွေ menstrual uterine fluid တွေအဲ့ဒီဟာတွေမှာဘာမှမသုံးနော်အဲ့တော့ဘာပဲသွားမလဲဆိုတော့ clinical normal ဖြစ်ရင်တော့ imaging ကိုသွား imaging ကိုရိုက်တဲ့အခါမှာ ultrasound နဲ့ MRI เนาะ ultrasound ကဒီမှာ ultrasound လို့ပဲရေးထားတယ်ပေါ့နော် nice တဲမှာဆို transvaginal ultrasound လို့ရေးထားတယ်ဒါပေမဲ့ adolescent ဆိုလို့ရှိရင်တော့ကိုယ်တွေသတိထားမှာ transvaginal ရိုက်လို့ရလားမရလားဆိုတာကိုကြည့်ပေးရအောင်မယ်နော်ကြည့်လို့မရအောင်ဆို transabdominal transperineal transrectal ဒါမျိုးတွေသွားလို့ရတယ်အဲ့တော့သူက using imaging ဆိုရင်တော့ transvaginal ultrasound တယ်နော်အဲ့ပေါ် MRI နော်အဲ့ဒီဟာကိုလုပ်မယ်အဲ့မှာဒါပေမဲ့သူတို့တွေကဥပမာ superficial peritoneal disease ဆိုလို့ရှိရင်အဲ့ဒီကောင်တွေမှာမတွေ့ရတဲ့အတွက်ကြောင့် negative finding ဖြစ်တိုင်းလဲ endometriosis မဟုတ်ဘူးလို့ပြောလို့မရဘူးအဲ့တော့ negative imaging result imaging မှာလည်းလုံးဝ negative ဖြစ်နေပြီးသွားတဲ့အခါကျတော့ empirical treatment တွေပေးကြည့်လိုက်တယ် hormonal တို့ပါပေးကြည့်လိုက် successful မဖြစ်ဘူးဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ empirical treatment တွေက inappropriate ဖြစ်တယ်ဆိုလို့ရှိရင်ဘာသွားမလဲဆိုတဲ့အခါကျတော့ offering laparoscopy laparoscopy ကိုသွားမယ် laparoscopy ကိုသွားတဲ့အခါမှာ diagnosis လည်းရတယ် treatment အတွက်လည်းဆက်သွားလို့ရတယ်ဟုတ်ပြီအဲ့လိုဆိုတဲ့အခါကျတော့ GDG ကဘာ recommend လုပ်လဲဆိုတဲ့အခါကျတော့ laparoscopic identification of endometriotic lesion is confirmed by histology အဲ့တော့ histology laparoscopy လုပ်ပြီဆိုလို့ရှိရင် histo you biopsy ပို့ပေမဲ့ biopsy negative ဖြစ်လဲလုံးဝ entirely တော့ rule out လုပ်လို့မရအဲ့တော့ကိုရီစဉ်းစားတဲ့အခါမှာ can be consider ဘာဖြစ်သွားလဲဆိုတော့ both diagnostic laparoscopy and imaging เนาะအဲ့တော့ laparoscopy ရော imaging ရောဘာနဲ့ပေါင်းမှာ combined with empirical treatment ပေါ့နော် hormonal contraceptive or progesterone can be considered in women suspected of endometriosis အဲ့တော့ဘယ် approach ကအရင်ပိုကောင်းလဲဆိုတော့ဘယ်သူမှမသိနိုင်သေးဘူးပေါ့နော်
အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင် history မှာဆိုလို့ရှိရင်ခုနကတော့ app လေးတွေ questionnaire လေးတွေထည့်သုံးမယ်ဆိုသုံးလို့ရတယ် physical examination ကတော့ဒီလက်နဲ့စမ်းတာ diagnostic accuracy ကနည်းတော့တန်တရားဖြစ်တယ်ဆိုရင် ultrasound ရိုက် MRI ရိုက် MRI negative ဆိုလို့လည်းလူတော့လုပ်လို့မရဘူးအဲ့အနေ imaging negative ဖြစ်တဲ့ empirical treatment တွေက fail ဖြစ်တဲ့တော့ appropriate ဆိုရင် laparoscopy ကိုသွား laparoscopy လုပ်လို့ရှိရင်တော့ diagnostic လည်းဖြစ်တယ် therapeutic လည်းတစ်ခါတည်းလုပ်လို့ရတယ် laparoscopy လုပ်လို့ရှိရင်လည်း biopsy ယူရမယ် biopsy မှာ negative ပေမဲ့ endometriosis ကို rule out လုပ်လို့မရအဲ့လိုဆိုတော့နောက်ကသူတို့ကို follow up ခေါ်မယ်ပေါ့နော် follow up က psychological support ကိုတေချာလုပ်ပေးရမယ်အဲ့ထက် specially ဘယ်လိုလဲဆိုတော့လုံးဝ confirm endometriosis ဖြစ်သွားပြီအထူးသဖြင့် deep and ovarian endometriosis ဆိုလို့ရှိရင်သူ့ကိုဘာလုပ်ပေးရမလဲဆို should be consider ဒါပေမဲ့ပေါ့နော်ဘယ်နှစ်လတစ်ခါခေါ်မယ်ဘယ်နှစ်လောက်ထိခေါ်မယ်ဘာဖြစ်လို့ဆို early detection or recurrence တို့ complication or malignancy change malignancy တို့သိဖို့အတွက်ဘယ်နှစ်ဘယ်လဘယ်လောက်ခေါ်မယ်ဆိုတဲ့ဟာတော့အတိအကျ evidence မရှိသေးဘူးappropriate frequency and type follow up or monitoring is and no အဲ့တော့တရား individualize ပဲလုပ်မယ်အဲ့တော့ treatment မှာဆိုလို့ရှိရင်ခွဲထားရပေါ့နော် pain ရဲ့ treatment ရဲ့ infertility ရဲ့ treatment ရဲ့ပေါ့ endometriosis ဆို associated pain ဆိုလို့ရှိရင်နံပါတ်1ကဘာပေးလို့ရဆို analgesic တွေပေးလို့ရတယ်နော် analgesic တွေပေးလို့ရတယ်အပြည့်ရှင် hormonal treatment တွေကိုပေးလို့ရတယ်နော်ပြီးတော့ hormonal treatment ထဲမှာဆိုရင်ဘာတွေပါမလဲဆိုတဲ့အခါကျတော့ COC တွေပါမယ် progestin တွေပါမယ်နော်အဲ့တော့2 hormone 1 hormone ပေါ့နော်ပြီးတော့ရှင် GnRH agonist တွေပါမယ် GnRH antagonist တွေပါမယ်ပြီးရင်ဘာပါလာမလဲဆို aromatase inhibitor တွေပါအဲ့တော့ pain ကတော့ကိုယ်ပေးနေကြအတိုင်းပဲเนาะanalgesic ကပေးနေကြအတိုင်းပဲ NSAID ရော other analgesic ကိုတစ်မျိုးတည်းပေးလိုက်ရတယ် combination လည်းပေးလို့ရတယ်เนาะပြောလို့ရှိရင် hormone treatment ဆိုလို့ရှိရင်ဘာပေးမလဲဆိုတော့ combine hormonal contraceptives တွေ progesterone တွေ GnRH agonist တွေ antagonist ကိုလို့သူတို့သုံးလို့ရတယ်အဲ့ဒီခါမှာဘယ်ဟာသုံးမှဆိုတော့သူတို့တွေရဲ့ preference တွေ side effect တွေเนาะ individual efficacy တွေပတ်စံပါသေးတယ် course တွေပြီးတော့ကိုယ့်ဒေတာမှာဘယ်ဟာပိုရလွယ်လဲပေါ့အဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့ share decision making လုပ်မယ်အဲ့တော့ COC ဆိုလို့ရှိရင် endometriosis ကြောင့်ဖြစ်တဲ့ dyspareunia လည်းသက်သာမယ် dysmenorrhea လည်းသက်သာမယ် non menstrual pain တွေလည်းသက်သာမယ်အဲ့တော့ oral လည်းပေးလို့ရတယ် vagina လည်း ring တွေလည်းပေးလို့ရ transdermal တွေလည်းပေးလို့ရအဲ့တော့ဒီအမျိုးသမီးတယောက်က endometriosis ကြောင့် dysmenorrhea ရတယ်ဆိုလို့ရှိရင်တော့သူ့ကို continuous ပေးမယ် COC ကိုအဲ့တော့ progesterone ထဲမှာဘာတွေပါမလဲသူက endometriosis ကြောင့်ဖြစ်တဲ့ pain ကိုတက်တာစေတယ် intrauterine system ထည့်လဲရတယ် implant ထည့်လဲရတယ်နော်အဲ့ဒီဟာသုံးလို့ရသူရဲ့ different side effect လေးတွေကိုသူတို့ပြောထားရမယ်အဲ့တော့ GnRH agonist ဆိုလို့ရှိရင်ねသူက endometriosis ကြောင့်ဖြစ်တဲ့ pain ကိုသက်သာစေတယ်ဒါပေမဲ့သူကဘာဖြစ်လဲဆိုတော့ evidence က limited ဖြစ်တယ်ဘာနဲ့ပတ်သက်တဲ့ evidence ဆိုတော့ dosage ဘယ်လောက်ပေးမယ် duration ဘယ်လောက်ပေးမယ်ဆိုတာက limited ဖြစ်တဲ့အတွက်ကြောင့်သူဒီ second line ဖြစ်သွားတယ်အဲ့လိုဆိုတဲ့အခါကျ bone loss နဲ့ hypoestrogenic symptoms တွေကိုသက်သာစေဖို့အတွက် GnRH agonist plus combined hormonal adback therapy เนาะအဲ့လို hormonal adback ပေးရမယ်အဲ့တော့ GnRH antagonist တွေကကြတော့တဲ့เนาะ to reduce the endometriosis associated pain เนาะဒါပေမဲ့သူလည်းအတိုင်းပဲ regarding the dosage and duration of treatment ကတေချာမသိသေးဘူး limited ဖြစ်သေးတဲ့အတွက်ကြောင့်မလို့သူလည်း second line ပဲဖြစ်မယ်အဲ့မှာဘယ်လိုပါလာမလဲဆို aromatase inhibitors တွေပါလာအဲ့တော့ endometriosis pain ကrefractory ဖြစ်နေတယ် to the other medical or surgical ဖြစ်မှာ refractory ဖြစ်နေပြီဆိုလို့ရှိရင် aromatase inhibitor တွေကိုထည့်လိုက်တော့အဲ့တော့သူ့ကိုဘာနဲ့ဆိုခုနက COC အပေါင်း aromatase progesterone အပေါင်း aromatase inhibitor GnRH agonist or antagonist အပေါင်း aromatase inhibitor may be prescribed in combination เนาะသူ့ကိုထပ်ထည့်ပြီးပေးလိုက်အဲ့တော့သူဒီ menopause မှာလည်းအဲ့ဒါတွေသုံးလို့ရနောက်ပိုင်းကျရင်ပါလာလိမ့်မယ်ပေါ့နော်အဲ့မှာပြောရှင် surgical treatment เนาะ surgical treatment မှာဆိုလို့ရှိရင်ကြတော့အဲ့တော့ medical လေးကိုပြန်ပြောမယ်ဆိုလို့ရှိရင်ကြတော့ medical လေးမှာ analgesic တွေပေးတစ်မျိုးတည်းပေးနှစ်မျိုးပေးအဲ့တော့ hormonal မှာဆိုလို့ရှိရင် COC เนาะ COC dysmenorrhea အတွက်ဆိုရင်ဇက်တိုက်ပေးပြီးတော့ progesterone ဆိုလို့ရှိရင်ကုန်သုံးလို့ရ side effect profile ပြော LNG IUS လည်းပေးလို့ရတယ် implant တွေလည်းပေးလို့ရတယ်ဒီထဲမှာထည့်မိတဲ့ other progesterone တွေထည့်ပေးလို့ရသေးတယ်เนาะပြောရှင် GnRH agonist အဲ့ဒါလေးနဲ့ antagonist တွေဒီ second line ဖြစ်သွားမယ် GnRH agonist ဆိုရင် ABAC hormonal combined hormonal therapy ပါမယ် aromatase inhibitor refractory မှာဆိုသုံးမယ်ခုနကတော့ hormone တွေနဲ့တွေ့သုံးမယ်အဲ့တော့ surgical treatment ကိုရောက်သွားမယ်နော်အဲ့တော့ surgical treatment အတွက်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ recommended အကယ်၍တယ်နော်one of the option ပေါ့နော် pain ကိုသက်သာဖို့အတွက်ပေးလို့ရတယ်
ပေးမယ်ဆိုလို့ရှိရင်ဒါကြတော့ pain အတွက်နော်ဟို infertility အတွက်မဟုတ်နည်းနည်းလေးကွာအောင်ရမယ်နော် surgical treatment တက်မှာဆိုလို့ရှိရင် excision လုပ်လိုက်တာပိုကောင်းတယ်နော် instead of ablation တက်စားလို့ရှိရင် pain သက်သာတာ excision ပိုကောင်းတယ်အဲ့မှာ Luna မသုံးတော့ဘူး not beneficial အဲ့တော့ pre-surgery တဲ့ပေါ့နော် stimulation PSN ကကြတော့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ midline pain နေဆိုတက်တာတယ်တဲ့နော်ဒါပေမဲ့ဘာလို့လဲဆိုတော့ तू ကကြတော့နည်းနည်းလေးရှုပ်တွေးပွေလေးရပေါ့တူနော် skill တွေလိုတယ်နော် laparoscope conventional laparoscopy နဲ့တွဲပြီးတော့သုံးတယ် skill လိုတဲ့ bleeding ထွက်တတ်တယ် constipation ရတတ်တယ် urinary urgency painless physical first stage of labor တွေရတတ်တယ်ပေါ့နော်အဲ့တော့ Luna ကတော့လုံးဝမသုံးတော့ဘူးအဲ့ပြီးရှင်PSN ကကြတော့ဟို midline pain တွေအတွက်ဆိုသုံးချင်သုံးမယ်ပေါ့နော်အဲ့တော့ surgery လုပ်ပြီ surgery လုပ်ပြီးအခုဟာပါလဲဆိုတော့ခုနကတော့ endometriosis associated pain အနေနဲ့ပဲပြောသွားတာ ovarian endometrioma အလုံးလိုက်ကြီးတွေ့ပြီဆိုလို့ရှိရင်เนาะ cystectomy ကိုလုပ်ပါတယ်เนาะ instead of drainage and coagulation pain အတွက်ဆို cystectomy ကိုလုပ်ဘာဖြစ်လဲဆိုတော့ recurrent နဲ့pain ကိုတက်တာစေတယ်တဲ့เนาะအဲ့တော့ ovarian endometrioma မှာ clinic ကရှင်ကဘာကိုစဉ်းစားလို့ရဆိုခုန cystectomy လည်းစဉ်းစားလို့ရတယ် carbon dioxide laser vaporization ကိုလည်းစဉ်းစားလို့ရတယ်တဲ့ဘာဖြစ်လဲဆိုတော့ recurrent rate ကအတူတူပဲဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ပေါ့နော် early post surgical recurrent rate က maybe lower with cystectomy နည်းနည်းလေးပုံများဟိုပါပေါ့နော်နောက်ကျလာပေါ့နော်သူကပြန်ဖြစ်တာနည်းနည်းပိုကြမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကြတော့ DIE တွေတွေ့ပြီ DIE တွေတွေ့အကုန်ဒါဖယ်ထုတ်တယ် clinician can consider performing surgical removal or deep endometriosis ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ pain လည်းတက်တာစီတယ် quality of life လည်းတက်လာစေတဲ့အတွက်ကြောင့်ပိုကောင်းစေတဲ့အတွက်ကြောင့်မလို့ DIE တွေအကုန်တွေ့သမျှအကုန်ဖယ်လိုက်ပါတဲ့ဒါပေမဲ့တကယ်တမ်းဆိုရင်တော့ဘယ်ကိုလွှဲပေးရမလဲဆိုတော့ Center of Expertise ကိုလွှဲပေးရမယ်နော်အဲ့တော့ clinical hysterectomy အဲ့မှာသူက hysterectomy with or without removal of ovaries အဲ့ဆိုလို့ရှိရင်တဲ့ a clinician can consider hysterectomy with removal of all visible endometriosis lesion เนาะအဲ့ဆိုလို့ရှိရင်မြင်သမျှ endometriosis lesion တွေကိုအကုန်ဖယ်ပစ်ခဲ့ရမယ်เนาะ in those who no longer wish to conceive ကလေးမယူတော့ဘူးဒါမှမဟုတ်လို့ရှိရင် more conservative treatment တွေကို response လုံးဝမလုပ်တော့ဘူးဆို hysterectomy ကိုစဉ်းစားလို့ရတယ် without removal of ovary ဒါပေမဲ့မြင်သမျှ endometriosis တွေအကုန်လုံးထုတ်ခဲ့ women should be informed that hysterectomy will not necessarily cure the symptoms of the disease တိမ်ထုတ်လိုက်လို့အကုန်လုံးတော့ကောင်းမှာမဟုတ်ဘူးဆိုတာတော့သူမကကောင်းချင်မှကောင်းမယ်ဆိုတာလည်းပြောပြထားရမယ် nice day မှာကျတော့အဲ့ဒီနေရာမှာဗာလီရေးထားတဲ့ခါဆိုတဲ့ခါကျတော့ nice day မှာကြတော့သူက hysterectomy due to ပေါ့နော် adenomyosis သူက adenomyosis တို့ heavy menstrual bleeding ပေါ့နော် not response to the other treatment ပေါ့အဲ့လိုမျိုးတွေမှာ hysterectomy ကိုစဉ်းစားပြီးဆိုလို့ရှိရင်လို့ရေးထားတယ်ပေါ့နော်ဒီမှာကြတော့သူက endometriosis မှာ hysterectomy လုပ်ရင်လို့သူကရေးထားတယ်ပေါ့ nice day မှာကြတော့တခြားဟာတွေကြောင့်လည်းထုတ်လို့ရှိရင်ဒါပေမဲ့အားလုံးတူတာတော့ hysterectomy လုပ်ရင် visible endometriosis lesion တွေအကုန်လုံးကိုဖယ်ထုတ်ပစ်ခဲ့ရမယ်တဲ့နော်အဲ့ဒါဆိုလို့ရှိရင်ကယ်ရီ hysterectomy လုပ်မယ်ဆိုဘာလုပ်မလဲဆိုတော့ total ပဲလုပ်တယ် total ကိုပို့ပြီးတော့ prefer ဖြစ်တယ်တဲ့နော်အဲ့တော့ medical therapy agent to surgery အဲ့တော့ तू ကတော့ဒီမှာ Ashley ကတော့ဗာပြောရလဲဆိုတဲ့အခါကျတော့ pre-med ကိုမပေးတော့ဘူးတဲ့နော် not recommended to prescribe pre-operative hormone treatment to improve the immediate outcome of surgery immediate outcome အတွက်ပေါ့နော်ကောင်းမှုအတွက် pre-operative hormone treatment တော့မပေးတော့ဘူးတဲ့ဒါပေမဲ့ post op ကြတော့ဘာဖြစ်လဲဆိုတော့ maybe offer တဲ့နော် post op တော့ပေးလို့ရတယ်အဲ့ဒီမှာကျတော့ तू က nice day ပိုကောင်းတယ်ပေါ့နော် nice day ဟာကျတော့ပြီးတော့မှာတဲ့နော် nice ဆဲမှာကျတော့သူကရှာလိုက်ကြာနေမှာဆိုလို့ဒီတိုင်းပဲပြန်ပြောလိုက်မယ်နော်အဲ့တော့ nice ဆဲမှာကျတော့ဗာပြောထားလဲဆိုတဲ့ခါကျတော့သူက bladder တို့ bowel တို့involvement နဲ့ပြောထားတယ် pre မှာကျတော့လေအဲ့တော့ laparoscopic surgery လုပ်တယ်ပေါ့နော်သူက simple ovarian endometrioma ဖြစ်နေတယ် superficial လေးတွေဖြစ်နေတယ် bladder bowel ureter မပေါင်းဆိုလို့ရှိရင်တော့တန်းပြီးလုပ်လိုက်တော့ခုနကတော့ excision ဆိုအဲ့ဒါပဲ surgery ဆက်လုပ်လိုက်ဒါပေမဲ့တဲ့ဘယ်လို case မျိုးလဲဆိုတဲ့ခါကျတော့တဲ့နော် bladder တွေ bowel တွေ ureter တွေပါမယ်ဆိုလို့ရှိရင်တော့ pre-op GNRH ကို3လပေးပြီးမှလုပ်တာပို့ပြီးတော့ကောင်းပါတယ်တဲ့နော် to improve the immediate outcome of the surgery ဘောနော်ပို့ကောင်းနေတယ်နော်
အဲ့လို့ဆိုတော့အခြေအနေကိုကြည့်လိုက်ပေါ့နော်ကြည့်လိုက်လို့ bladder power ureter ပါလို့ရှင်တော့ nice ရဲ့သဘောက GNI 3လပေးပြီးမှပြန်လုပ်ပေါ့နော်အကယ်၍ simple birth ဆိုတခါတည်းလုပ်ပေါ့post medical treatment ကတော့နှစ်ခုလုံးမှာသူတို့ကသဘောတူတယ်အဲ့မှာ nice မှာကျတော့အချိန်လေးပါရေးပေးထားတယ်ဘယ်လောက်လဆို18လနဲ့24လလို့သူကပြောထားတယ်ပေါ့နော်အကယ်၍ claim မယူသေးဘူးဆိုလို့ရှိရင်18လကနေပြီးတော့24လပေးလို့ရတယ်တဲ့နော်အဲ့မှာတဲ့တချို့ပေါ့နော်ဟို long term လည်းပေးလို့ရပါတယ်တဲ့နော်တချို့ case တွေမှာဆိုလို့ရှိရင်လောင်းတန်းပေးမယ်ဆိုလဲရတယ်ဥမာ COC တို့ဘာတို့ပေါ့နော်အဲ့တော့ medical versus surgical အဲ့ဒါကတော့ဗာလဲပဲဆိုတော့ဘယ်ဟာအရင်သွားမလဲဆိုတော့သူ့ရဲ့နော် preference တွေ side effect တွေ individual efficacy တွေ cost တွေ availability အကုန်လုံးထည့်ပေါင်းပြီး share decision making လုပ်ရမှာပေါ့နော်အဲ့ပြီးတော့ non medical management strategy တွေအဲ့ဒါတော့ဘယ်မှာမှသူက no recommendation ပဲပေါ့နော် Chinese medicine တွေ nutrition electrotherapy acupuncture physiotherapy အဲ့ဒါအကုန်လုံးဒီဘာဖြစ်မလဲဆိုတဲ့အခါကျတော့non medical management က not recommended ပေါ့အခုကဘာအတွက်ပြောသွားတာလဲဆိုတဲ့အခါကျတော့ pain အတွက်ပြောသွားတာနော် pain အတွက်ပြောသွားဆိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သူကမြင်သမျှအကုန်ဖယ်ထုတ်လိုက်အဲ့မှာ endometrioma ဖြစ်နေလို့ရှိရင်မြင်သမျှပြန်ဖယ်ထုတ်တဲ့အခါမှာ excision ကပိုကောင်းတယ် ablation တက်ဆိုင်ဒါပေမဲ့ endometrioma သွေးလုံးကြီးတွေ့နေပြီနော်တွေ့နေပြီဆိုလို့ရှိရင် cystectomy ကပိုကောင်းတယ်အဲ့မှာ cystectomy လုပ်လို့ရတယ် carbon dioxide လေးစာ vaporization လုပ်လို့ရတယ်အဲ့နှစ်ခုလုံးဒီ recurrent ကအတူတူပဲပေါ့အစင်မလာပဲအဲ့မှာလုံးဝစကြည့်အဲ့မှာ deep endometriosis ဆိုတွေ့သမျှအကုန်ဖြတ်ထုတ်နော်အဲ့ဒါပိုပြီးကောင်းတယ်ဒါပေမဲ့ဘယ်သူကဖြတ်ရမလဲဆို center of expertise မှာဟိုဘက်မှာပါတယ် multidisciplinary team approach နဲ့သွားရမယ်ပတ်သက်တဲ့လူတွေအကုန်လုံးပါအဲ့တော့နောက်ဆုံးအနေနဲ့ဆိုရှင် hysterectomy ကိုစဉ်းစားလို့ရတယ် hysterectomy လုပ်မယ်ဆို total hysterectomy ကိုလုပ်မြင်သမျှ endometrial deletion တွေအကုန်လုံးဖြတ်ခဲ့ပြီးသွားလို့ရှိရင် medical therapy pre-med အနေနဲ့တော့ routine လေးမပေးဘူးဒါပေမဲ့ nice ကတော့ဘယ်လိုပေးခိုင်းလဲဆိုတော့ bladder bowel ureter ပါလို့ရှိရင် GNI ကို3လကြိုပေးပြီးမှလုပ်ခိုင်းတယ် post operative hormonal treatment ကတော့နှစ်ယောက်လုံးကသဘောတူတယ် immediate outcome of surgery ကိုသက်သာစေတယ်အကယ်၍ကိုယ်ဝန်မရှိသေးဘူးဆိုလို့ရှိရင်အဲ့တော့ nice ကတော့18လနဲ့24လအထိပေးခိုင်းတယ်အဲ့မှာသူတို့လိုအပ်လို့ရှိရင် COC လောင်းတန်းပေးမယ်ဆိုလည်းဖြစ်တယ်နော်အဲ့ဆို treatment of endometriosis associated infertility ရောက်သွားပြီအဲ့တော့ infertility ဆိုလို့ရှိရင်နော်ခုနကတော့ ovarian suppression တွေအကုန်လုံးအောက်သွားပြီ not prescribed ovarian suppression treatments to improve fertility အဲ့တော့သူကကိုဝင်လိုချင်တယ် should not be prescribed post operative hormonal suppression လည်းမပေးတော့ဘူးပေါ့နော်ပြောရတဲ့အခါကျတော့ဘလို့ women တွေဆိုတော့ချက်ချင်းမလို့မယူချင်သေးဘူးမယူချင်သေးဘူးဆိုလို့ရှိရင် hormone therapy ခွဲပြီးတဲ့အခါမှာပေးထားလို့ရတယ်နောက်ကိုဝင်ပြန်ယူတဲ့အချိန်ကြာလို့ရှိရင် impact မရှိဘူးနော်အဲ့ဆိုလို့ရှိရင်ခွဲတာတွေကဘယ်သူအတွက်ကောင်းလဲပေါ့နော်အဲ့တော့ဘယ်သူအတွက်ခွဲတာတွေကဘယ်သူအတွက်ကောင်းလဲဆိုတဲ့အခါကျတော့နော် operative laparoscopy က rule ကဘယ်ချိန်မှာရှိမလဲပေါ့နော်အဲ့တော့ RASIM နော် American Society of Reproductive Medicine stage 1 2 stage 1 2ဆိုလို့ရှိရင် तू က routine တော့မလုပ်ဘူးnice ထဲမှာဆို not routine လို့ရေးထားတယ် routine တော့မလုပ်ဘူးဒါပေမဲ့ ASIM stage 1 2ကို operative laparoscopy လုပ်ပေးရဆိုရှင် increased rate of ongoing pregnancy ပိုရှိဆက်ရှိသွားတဲ့ rate ကပိုတက်လာတယ်အဲ့တော့ ovarian endometrioma ကိုသူက cystectomy လုပ်လိုက်တယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ကြာတော့ laparoscopic surgery လုပ်တယ်ဆိုရင်တော့ဘာလုပ်မလဲဆိုတာပြန်ပြီးတော့နောက်မှာပါမယ်နော်အဲ့တော့ laparoscopic surgery လုပ်တယ်ဆို increased chance of natural pregnancy အဲ့တော့ဘာဖြစ်လာလဲဆို operative laparoscopy နော် endometrioma အဲ့ဆိုလို့ရှိရင် natural pregnancy rate တက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆို although no data for comparative study တော့မရှိပါဘူးတဲ့နော်အဲ့တော့ဘယ်လိုလူမျိုးလေးတွေမှာအဓိကလုပ်မလဲဆိုတော့ DIE ပေါ့နောက်တစ်ခုอ่ะ DIE မှာ symptomatic ဖြစ်တယ်သူကလည်းကလေးလူချင်းတယ်အဓိက symptomatic ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ surgery ဒီ treatment option ဖြစ်တယ်တဲ့နော်အဲ့ဒါသူလည်း no compelling evidence ပဲအဲ့တော့ခုနကတော့အနောက်မှာပြန်ရေးထားနေပြန်ပြောရင် ovarian endometrioma ဒီသူ့ကို surgery လုပ်လို့ရှိရင် chance of natural pregnancy တက်လာစေတယ်ပြီးတော့လို့ရှိရင် pain ရှိတယ်ဆိုပို့လုံးက pain တက်တာစေတယ်အဲ့တော့ follicle ကောက်တဲ့အခါမှာ follicular access ကိုပို့လွယ်စေတယ် endometrioma မကွယ်တော့ဘူးပေါ့နော်အဲ့ဆိုတဲ့အခါကျတော့သူတို့ပြောတဲ့ပုံစံဆိုလို့ရှိရင် symptomatic ဖြစ်တဲ့ကောင်တွေဆိုရင်တော့ခွဲလိုက်တာအရင်ပိုအဆင်ပြေတာပိုကောင်းတာပေါ့နော် symptom တွေသက်သာသွားတယ်ပေါ့နော်အဲ့တော့ဘာလဲဘာကြောင့်မဲ surgery လုပ်လို့ surgery လုပ်လို့ရှိရင်ကိုကဘာလုပ်ပေးရမလဲဆို endometriosis fertility index လေးကိုတွက်ပေးရမယ်တဲ့နော်အဲ့တော့
သူဒီဘာဖြစ်ဆို validated ဖြစ်တယ် reproducible ဖြစ်တယ်ပြီးတော့အတူ identify ARD benefit ဖြစ်တယ်ဘောနော် identify လုပ်လို့ရတယ် cost effectiveness တွေတူတက်လို့ရအဲ့လိုဆိုတဲ့အခါကျတော့တဲ့နောက်တစ်ခုကကျ nice တဲ့ဟာလေးကိုဒီထဲမှာနည်းနည်းလေးပြန်ပြောမယ်ဆိုလို့ရှိရင် nice ကကြတော့ endometrioma ဆိုလို့ရှိရင် cystectomy or drainage on ablation သူကကြတော့ထည့်ပေးထားတာပေါ့နော်ဒီမှာကျတော့ပေါ့နော် pain အတွက်ဆိုလို့ရှိရင်တော့သူကဟိုပေါ်မှာဂုံရေးပေးထားတယ် cystectomy recurrently ပို့ရော့မယ်ပေါ့နော် endometrioma အတွက်ကြတော့နည်းနည်းလေးပြောင်းသွား cystectomy or drainage and ablation အကုန်ထည့်ထားဘာဖြစ်လို့လဲဆိုတော့ drainage and ablation မှာ ovarian reserve ကပိုပြီးကျန်နိုင်လို့တဲ့နော်အဲဆိုတော့သူက option လေးကိုကြည့်ကြည့်ပေးရမှာပေါ့နော်ကိုတိုင်ပင်ပြီးတော့လုပ်ရမှာပေါ့နော်အဲ့တော့ medically assisted reproduction အဲ့တော့ခုနကတော့ASRM stage 1 and 2เนาะ stage 1 and 2ဆိုလို့ရှိရင်เนาะဘယ်လိုလုပ်လို့ရလဲဆိုတော့ may perform IUI with ovarian stimulation เนาะ expected management ကို IUI အလုံးနဲ့စလို့ရှိရင် IUI plus ovarian stimulation ကသူ့ကို pregnancy rate ကိုပို့ပြီးတော့တက်စေတယ်တဲ့เนาะအဲ့တော့ stage 3နဲ့4 RASRM stage 3 and 4 tubal patency မသေးကြဘူးဆိုလဲဘာသုံးလို့ရလဲဆိုတော့ခုနတိုင်းပဲ IUI plus ovarian stimulation အဲ့လိုဆိုတော့ RASRM 1 2ရော3 4ရောအဲ့တော့ tubal patency မ okay တဲ့ဟာရောအဲ့ဒါတွေရော ovarian stimulation လုပ်လို့ရတယ်တဲ့နော်အဲ့တော့နောက်တစ်ခုကဘာဆို ART ဆိုလို့ရှိရင် infertility associated with endometriosis especially tubal function မကောင်းတော့နော်ကျူဘယ်ဖက်ရှင်မကောင်းမှတော့ပြီးပဲရှင်မတိကြတာတော့ IUI plus ovarian stimulation လုပ်လို့ရသေးတယ်ကျူဘယ်ဖက်ရှင်လုံးဝမကောင်းဆိုတော့ ART ကိုသွားလိုက်ပေါ့နော်ပြီးတော့ May factor ဆိုလဲ ART ကိုသွားလိုက်တော့ low EFI ဆိုလဲ ART ကိုသွားလိုက်တော့ other treatment fail with low EFI ဆိုရင် ART ကိုသွားလိုက်တော့နော်အဲ့မှာဆိုလို့ရှိရင် ART protocol မှာတွားကြည့်မယ်ဆိုလို့ရှိရင်နှစ်ခုလုံးသုံးလို့ရတယ် GnRH antagonist and agonist protocol can be offer သုံးလို့ရ no difference ကြိုက်တာကိုတော့ဒါပေမဲ့endometrioma ဆိုလို့ရှိရင်ခုနကတော့ oocyte retrieval မှာ abscess ဖြစ်မှာဆိုလို့ antibiotic prophylaxis ပေးထားရမယ်နော်နောက်တစ်ခုကပေါ့နော် extended administration ရော GnRH agonist တွေများပေးရမှာကောင်းမလားမလုံးနဲ့တော့မလို့တော့ဘူးတဲ့နော်အဲ့တော့ဘာကုစားတော့ASRM မှာ1 2ကိုခွဲလို့ရှိရင်rate လေးကတော့တက်တယ်ဒါပေမဲ့ ongoing pregnancy rate လေးကတော့ကောင်းလာဒါပေမဲ့အဲ့ဒါဒီ routine လေးတော့လုပ်စရာမလိုဘူးတဲ့နော်နောက်တစ်ခုကကြတော့ endometrioma ကိုလည်းတဲ့ not recommended to routinely perform prior to ART improve birth rate အတွက်တော့လုပ်စရာမလိုဒါပေမဲ့ဘာဖြစ်လဲဆိုတော့ negative impact ကိုရစေတဲ့အတွက်ကြောင့်မလို့အဲ့ဆိုတော့ကိုကနည်းနည်းချိန်ရမှာပေါ့နော်ကောင်းကျိုးနဲ့သူ့ရဲ့ဆိုကျိုး pros and cons ကိုချိန်ရမှာပေါ့အဲ့တော့ surgery for endometrioma prior to ART can be considered to improve pain အဓိက pain ပဲနော် pain ရှိနေရင်တော့လောက်ကြ DIE လဲ symptomatic ဆိုရင်ခွဲလိုက်အလုံးရှိလဲ symptomatic ဆိုရင်ခွဲလိုက်ပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ pain တက်တာစီတဲ့follicle assessment ပိုကောင်းစီရပေါ့အဲ့တော့ pros and cons risk and benefit ကိုချိန်ရမှာပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ DIE အကုန်ပြတ်ထုတ်ပေါ့နော်အဲ့ဒါကလည်း effectiveness ကမသေးကြဘူးအဲ့တော့နောက်ဆုံးဘာပဲဖြစ်သွားလဲဆိုတော့ symptomatic ဆိုတော့အရင်ဆုံးပဲခွဲလိုက်ပေါ့ဘာမှမစဉ်းစားနေနဲ့နော်non-medical treatment no recommendation เนาะ fertility preservation တိတ်မသိသေးဘူး no เนาะပြီးရခါကျတော့ impact of endometriosis on pregnancy and pregnancy outcome เนาะ endometriosis ကြောင့် pregnancy နဲ့ pregnancy outcome ကဘာဆိုတော့အရင်တော့ဆိုရှင်ကိုဝန်ရှိသွားရင် endometriosis တက်တာရမယ်ပေါ့เนาะ pseudo pregnancy state ဖြစ်အောင်တော့ဓာတ်ပိုးတွေထိုးကြသေးရဆိုတော့ဒါပေမဲ့အဲ့ဒါ not always lead to improvement အများတန်းတော့ improve မဖြစ်ပါဘူးတဲ့เนาะ disease progression ရော့ဝမ်းဆိုတာလည်းအများတန်းတော့မမှန်ဘူးတဲ့เนาะအဲ့တော့ endometrioma တွေက pregnancy ရောက်ရင် design ပုံစံလေး change in appearance ဖြစ်သွားတတ်တယ်အဲ့တော့ ultrasound မှာလည်းပုံစံ atypical ဖြစ်သွားတယ်အဲ့လိုမျိုးမြင်ရတာတမျိုးကြီးဖြစ်နေရှုပ်ရှုပ်ထွေးထွေးဖြစ်နေပြီဆိုလို့ရှိရင်တော့ refer to the expert ကိုလွှတ်လိုက်ပေးရမယ်တဲ့နော်ပြီးသွားတဲ့အခါကျတော့ increase risk ကသူကထူးဆန်းတာ endometriosis ရှိလို့ရှိရင် first trimester miscarriage တို့ ectopic pregnancy ရရရှင်နဲ့ကျူပဲပြဿနာတက်နေလို့ပေါ့နော်ပြီးတော့ first trimester miscarriage ဖြစ်တယ်တဲ့နော်သူဒီပါလဲဆိုတော့ environment ကိုမကောင်းစေတဲ့အတွက်ကြောင့်မို့ first trimester miscarriage ကိုဖြစ်စေတယ် ectopic pregnancy တွေကိုဖြစ်စေတယ်တဲ့နော်အဲ့လိုဆိုလို့ရှိရင် surgical manage ဒီမှာပေါ့နေ infertility အတွက် management ကဒီမှာပြီးသွားမယ်နော်အဲ့ဆို recurrent အကြောင်းသွားမယ်အဲ့တော့ recurrent ဆိုလို့ရှိရင်တော့ဘာပဲနှစ်ခုလုံးပြန်သုံးလို့ရတယ်နော်recurrent ဆိုလို့ရှိရင် prevention မရှိမယ် treatment ရှိမယ်နော်အဲ့တော့ prevention အတွက်ဆိုခုနပြောပြီးသားခွဲမယ်ဆိုရင် endometrioma ဆို cystectomy လုပ်
နော်ပြီးသွားတဲ့အခါကျတော့ပေါ့ LNG IUS ထည့်တာတို့နော် COC ပေးတာတို့အဲ့ဒါတွေကဘယ်ချိန်ကြလဲဆိုခွဲပြီးသွားတဲ့အခါမှာ18ကနေ24လပေါ့နော်အဲ့ဒါကြတော့ secondary prevention ဖြစ်သွားမယ် post operative LNG IUS သို့မဟုတ် COC အဲ့မှာမှသူကပါလဲဆိုတဲ့အခါကျတော့ endometriosis symptom recurrence အကယ်၍ long term hormonal treatment ပေါ့နော်အဲ့ဒါတွေလည်းပေးမယ်ဆိုလို့ရှိရင်ပေးလို့ရတယ်ဘာလို့ဆိုကလေးမယူသေးဘူးဆိုရှင်သူကကိုဝန်တားရမယ်အတူတူ COC တောက်လျှောက်ပေးထားလို့ရတယ်တဲ့နော်အဲ့ဒါ recurrent သက်သာစေတယ်နော်အဲ့ဆိုတဲ့အခါကျတော့ deep endometriosis နဲ့ associated symptoms ဆိုလဲသူလည်းဗာပဲပေးမှာလဲဆိုတော့ long term administration or post hormone treatment တွေကိုအကုန်လုံးပေးလိုက်မယ်ပေါ့နော် secondary prevention တွေဖြစ်အဲ့တော့နောက်က clinician can perform ART အဲ့တော့အဲ့ဒါကိုလုပ်လို့ရတယ်ဘာလဲဆိုတော့ it does not seem to increase the endometriosis ART လုပ်လို့တော့ recurrent ကပို့ပြီးတော့မြန်မြန်ဖြစ်တယ်ဆိုတာမရှိအဲ့တော့ treatment ဆိုခုနအတိုင်းပဲ hormonal treatment surgical treatment ဒီတိုင်းပဲပြန်သွားမယ်တဲ့နော်အဲ့ဆိုရှင် new chapter လေးဖြစ်တဲ့ adolescence to menopause လို့ရောက်လာပြီပေါ့နော်အဲ့တော့ adolescence မှာ diagnosis ကကြတော့တဲ့အဲ့မှာကိုကဘာထဲမှာအဝဲလုပ်ထားမယ်ဆို positive family history တို့နော် obstetric genital malformation တို့ early menarche short menstrual cycle အဲ့ဒါတွေက risk factor တွေဖြစ်မယ်သူเจ้าကနေခဏခဏပြတ်နေတယ် cyclical လေးပြတ်နေတယ် oral contraceptive ကို dysmenorrhea အတွက်ပေးထားရမယ်ဆိုလဲ endometriosis ကိုစဉ်းစားမယ်ဒါပေမဲ့ vagina examination လုပ်မယ်ဒါမှမဟုတ်လို့ရှင် rectal examination လုပ်မယ်ဆိုလို့ရှင်သူ acceptable ဖြစ်ရလားဆိုတာတကယ်သေချာ discuss လုပ် caregiver နဲ့ပါသေချာ discuss လုပ်ပြီးသွားလို့ရှင်သူ့ရဲ့အသက်တွေ cultural background တွေအကုန်လုံးကြည့်ရမယ်နော်ပြီးတော့ imaging ရိုက်တဲ့အခါမှာ transvaginal ရိုက်လို့ရမယ်ဆိုမှရိုက်လို့မရလို့ရှင် MRI သွား transabdominal transperineal transrectal အဲ့ဒါတွေကိုသွားပြီးတော့ရိုက်လို့ရတယ် CA125 မသုံးဘူးဒီတူတူပဲအဲ့မှာ imaging ခုနအတိုင်းပဲ imaging negative medical treatment တွေကမကောင်းဟောမဖြစ်ဘူးဆိုလို့ရှင် diagnostic laparoscopy ကိုသွားလို့ရတယ်နော်ခုနအတိုင်းပဲနည်းနည်းလေးပို့သွားတာဒီနားလေးပဲပို့မယ် treatment မှာကြတော့ number 1ဒီဘာဖြစ်သွားလဲဆိုတော့ number 1က hormonal treatment ဖြစ်သွားတယ်လူကြီးတွေမှာ NSAID ရင်သွားတယ်သူကကြတော့ hormonal treatment နဲ့hormonal contraceptives and or progesterone first line ဖြစ်သွားတယ်เนาะ NSAID ကပြီးမှလာမယ်treatment of endometriosis ပဲနော် especially first line is not the option first line ဒီ option မဟုတ်တော့မှသူ့ကိုသွားအဲ့မှာတဲ့နောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုတော့ laparoscopically confirm endometriosis and associated pain in whom နဲ့ဘာဖြစ်သွားလဲဆိုတော့ hormonal contraceptive and progesterone fail ဖြစ်ပြီးဆိုတော့မှ GnRH ကိုတစ်နှစ်သုံးမယ်အဲ့ဘက်တော့ပါအောင်နော်အဲ့တော့ GnRH ကို second line အနေနဲ့ဒီတိုင်းမထည့်ထားအောင်သူ့မှာ criteria နှစ်ချက်ရှိတယ် laparoscopic GnRH ပေးကန်ဒီ adolescent မှာပေးမယ်ဆို laparoscope ဖောက်ကိုအရင်ဖောက် laparoscope ကြည့်ပြီးတော့ diagnostic က confirm ဖြစ်ထားတယ်ပိန်းကလည်းတခြားဟာတွေနဲ့မသက်သာဘူးဆိုတော့ဘာလို့ဆိုတော့ဘုံအတွက်ကိုcover လုပ်ချင်တဲ့အတွက်ကြောင့်မလို့ GnRH agonist ကို advert therapy နဲ့1 year ဒီခုနနှစ်ချက်နဲ့ပြည့်စုံမှပေးမယ် laparoscopically confirm ဖြစ်ရမယ် hormonal contraceptive တို့ progesterone တို့ fail ဖြစ်ရမယ်အဲ့တော့ကျမှ GnRH ကိုစဉ်းစားနော် GnRH ကိုပေးတော့မယ်ဆိုရင် secondary နဲ့ tertiary care setting မှာပဲလုပ်နော်အဲ့တော့ surgical treatment ဆိုလဲအကုန်ဖြတ် complete remove ပဲလုပ်ပေးရမယ်နော်ပြီးသွားလို့ရှိရင် post op သူကကလေးလို့ဆိုတော့ post op operative hormonal therapy လိုက်ပေးနော် fertility preservation and no နော်ခုနအတိုင်းပဲအဲ့တော့ menopause မှာထူးခြားတာတဲ့ menopause မှာပြဿနာဆက်ရှိနိုင်သေးတယ်เนาะအဲ့တော့ဒီဆက်ရှိနိုင်သေးတယ်ဆိုတာသိရမယ်တဲ့เนาะအဲ့မှာရှိတဲ့အခါမှာပိန်းနဲ့လာလားအလုံးနဲ့လာလားဆိုတာကိုကြည့်လိုက်ပေါ့เนาะအဲ့တော့တဲ့ post menopause မှာဆိုလို့ရှိရင်ね pelvic mass နဲ့လာတာဆိုလို့ရှိရင် oncology guideline တိုင်းသွားတော့တဲ့เนาะသူဒီ mass နဲ့ဆိုလို့ရှိရင် oncology guideline တိုင်းသွားပြောရလို့ရှိရင်ပေါ့နော် clinician may consider surgical treatment for postmenopausal women presented with signs of endometriosis နဲ့လာတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ histological confirmation လေးလုပ်ဖို့အတွက်ကြိုးစားရမယ်အလုံးတွေ့တယ်ဆိုလို့ရှိရင် oncology guideline တိုင်းတော့အဲ့မှာ pain အတွက်ဆိုလို့ရှိရင်ဘာသုံးမလဲဆိုဒီမှာ aromatase inhibitor အဲ့ဆို aromatase inhibitor တွေနှစ်ချက်ဖြစ်သွား nematic က refractory လူငယ်တွေမှာ premenopause တွေမှာဆို refractory မှာသုံးတယ် postmenopause မှာဆိုသုံးမယ်နော်အဲ့တော့ menopausal symptoms with the endometriosis history of endometriosis ဒီမျိုးသမီးကအရင်တော့ endometriosis ရှိဘူးတဲ့အခု vasomotor symptom တွေပိုင်းနဲ့လာနေတယ်လာနေလို့ရှိရင်ထူးဆန်းတာလေသူကသူ TH လုပ်ပြီးလဲနော်combine မပေးရမယ်တဲ့နော် clinician may consider combine menopausal hormonal therapy for the treatment of postmenopausal women နော် both after natural and surgical menopause အဲ့တော့ surgical menopause ပဲဖြစ်ပေါ့နော်အဲ့သူ့ဘာပေးရခါမှာဆို combine ပဲပေးရမယ်တဲ့နော်ပြောလို့ရှိရင် avoid prescribing
estrogen only regime နော် estrogen only ကိုမပေးဘူးတဲ့နော် for the treatment of vasomotor symptoms in postmenopausal women history of endometriosis this regime may be associated with a higher risk of malignant transformation ဒါဆိုရင်တော့ menopause ဖြစ်သွားလဲ estrogen only regime ကိုလုံးဝမပေးနော်ပြီးတော့အခါကျတော့ history of endometriosis သူက natural menopause ပဲဖြစ် surgical menopause ပဲဖြစ်ဖြစ်သူ့ကို HRT ပေးမယ်ဆိုလို့ရှိရင်ဘာပေးရမလဲဆိုတဲ့အခါကျတော့combined therapy ကိုပဲပေးရမယ်နော်အဲ့တော့ GDG က guideline development group ကဘာကို recommend လုပ်လဲဆိုတော့ continue to treat women with the history or endometriosis after surgical menopause after surgical menopause ဖြစ်သွားတာတောင်မှ combined estrogen နဲ့ progesterone ကို at least up to the age of natural menopause ထိပေးထားရမယ်တဲ့နော်အဲ့တော့ endometriosis related major health concern ဘာရှိလဲဆိုတော့သူက endometriosis က increased risk of cardiovascular disease ရှိတယ်တဲ့အဲကြောင့်မလို့သူကလည်းအဲ့ဒီဘုံအဲ့ဒါတွေပိုပြီးဖြစ်တယ်ပေါ့နော်So increased risk of cardiovascular disease တဲ့ခုနတော့ကိုယ်နဲ့ပတ်သက်လာလို့ရှိရင် miscarriage ရတတ်တယ် ectopic ဖြစ်တတ်တယ်အခု CVD risk ကိုလည်းတက်စေတယ်အဲ့တော့ extra pelvic ကတော့ရှင်းတယ်เนาะတခြား extra pelvic symptom တွေနဲ့လာအဲ့မှာဆိုရှင် abdominal ဆိုလို့ရှိရင်ကြတော့လေအဲ့မှာเนาะ abdominal endometriosis extra pelvic ပေါ့เนาะခုနကတော့ scar တွေပဲဖြစ်ပါဖြစ်အဲ့ဒါကြတော့တဲ့ surgical removal ပဲ prefer เนาะ hormonal treatment ကကြတော့ surgery မရမှသူ့ကိုလုပ်လိုက်တဲ့အရင်ဆုံးလှီးထုတ်လိုက်တာအကောင်းဆုံးပဲเนาะthoracic ဆိုတော့ thoracic multidisciplinary manner နဲ့ thoracic surgery တွေကလုပ်ပါတော့တယ်နော်အဲ့တော့ကိုကရိုက်လိုက်လို့တွေ့တာနော်ရိုက်လိုက်လို့တွေ့သွား asymptomatic ဆိုလို့ရှိရင်routine surgical routine medical ဘာမှမလုပ်ဘူးဒါပေမဲ့ तू ကအလုံးရှိတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ routine ultrasound monitoring for asymptomatic endometriosis can be consider နော် routine monitoring လေးတော့လုပ်သွားလိုက်တဲ့နော် recommendation ကတော့ weak ဖြစ်တယ်ပေါ့နော်အဲ့တော့ primary prevention ဆိုလို့ရှိရင်တော့အဲ့ဒီ hormonal contraceptive သုံးမလားပေါ့နော်အဲ့ဒါသိမသိကြသေးဘူးတဲ့ uncertain ပဲနော် genetic testing ကလည်း research ပဲတဲ့နော်အဲ့တော့ primary prevention အနေနဲ့တော့ထူးထူးခြားမလုပ်ဘူးပေါ့နော်အဲ့တော့ cancer ထဲမှာဆိုလို့ရှိရင်TOG ထဲမှာတော့လေသူကနှစ်ဆတက်တယ်လို့ပြောတယ်ပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့ cancer အနေနဲ့ဆိုတော့နည်းသတိထားရမယ်ဒီမှာတော့ဆို significant higher risk တော့မဟုတ်ဘူးတဲ့သူကလေအဲ့အတွက်ကြောင့်မလို့အထူးတလဲပေါ့နော် endometriosis တမမလို့ဘယ်နှစ်နှစ်တခါဟော်မုန်းနဲ့ဟိုကနေလှုပ်တော့ပါအဲ့လိုမျိုးမရှိဘူးတဲ့ general population နဲ့ risk score တွေနဲ့ကိုသူတို့ screening လုပ်တဲ့အတိုင်းပဲသွားပါမယ်တဲ့အဲ့တော့ဘာလဲဆိုတော့ no additional risk factorမရှိပါဘူးတဲ့ဒါဆိုလို့ရှိရင်endometriosis နဲ့ပတ်သက်တဲ့ပေါ့နော် ASHRI guideline ရဲ့ recommendation လေးတွေပြီးသွားပြီ nice day ဟာလေးတွေနဲ့အတူတူပဲဒါပေမဲ့မတူတာလေးနည်းနည်းကိုတခါတည်းဖတ်ပြသွားတယ်တဲ့နော်နောက်ဆိုလို့ရှိရင်ဒီမှာ endometriosis ASHRI guideline 2022ဒီမှာပဲပြီးပါပြီ